အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ knowledge and sharing system မှာကြိုဆိုပါရစေကျွန်မနာမည်ဆမ်မကင်မောင်ဖြစ်ပါတယ်ဒီကနေ့ဝင်မြသွားခြင်းတဲ့အကြောင်းအရာလေးကကျွန်မတို့ခန္ဓာကိုယ်မှာအရေးကြီးဆုံးဖြစ်တဲ့အံ့ဖွယ်အုံနောက်အကြောင်းကိုဝင်မြသွားမှာဖြစ်ပါတယ်အုံနောက်ကဘာတွေလုပ်တယ်လဲဆိုလို့ရှိရင်ခံစားတယ်စဉ်းစားတယ်ပြုမှုလှုပ်ဆောင်ခြင်းတွေကိုထိန်းချုပ်ပေးတဲ့အလုပ်ကိုလှုပ်ဆောင်ရရှိပါတယ်ဆက်လက်ပြီးတော့အုံနောက်ဖွံ့ဖြိုးလာပုံအစစ်စစ်ကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာသွားရအောင်ကိုဝန်6ပတ်ကနေ9လအတွင်းမှာအုံနောက်ဆဲလ်ဟာဘီလီယံပေါင်း100ခန့်ရှိတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ပါတယ်မွေးကင်းစကလေးရဲ့အုံနောက်ဟာလူကြီးအုံနောက်ရဲ့4ပုံ3ပုံကရှိတယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ပါတယ်ကလေးအသက်3နှစ်မှာ80ရာခိုင်နှုန်းအုံနောက်ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်အသက်5နှစ်အရွယ်မှာတော့90ရာခိုင်နှုန်းရှိပြီဆိုတာကိုသုတေသနပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်လူကြီးတဦးရဲ့အုံနောက်ရဲ့အလေးချိန်ဟာ1400 gram ပေါင်အားဖြင့်3ပေါင်ခန့်ရှိပါတယ်အရွယ်အစားအားဖြင့်တော့ကျမတို့ရဲ့လက်သီးဆုပ်စာနှစ်ဆုပ်စာရှိတယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်အုံနောက်တိဆောက်သွားပုံအကြောင်းကို YouTube မှာ Experience Build Brain Architecture ရိုက်ထည့်ပြီးတော့လေ့လာလို့ရပါတယ်ပြင်ပကနေလှုံ့ဆော်ပေးခြင်းလို့ပြောတဲ့အခါမှာတော့ကလေးတွေကိုအတွေ့အကြုံတစ်တွေရှာပေးခြင်းတွေအပြင်ကိုခေါ်ထုတ်ပေးခြင်းတွေကလေးများနဲ့အတူစကားပြောပေးခြင်းတွေကလေးများနဲ့အတူကစားပေးခြင်းတွေညှို့ပေးခြင်းတွေဟာကလေးတွေရဲ့အုံနောက်မှာရှိတဲ့ cells တွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပေးခြင်းအပြင်ကလေးတွေရဲ့အုံနောက်ကိုပို့ပြီးတော့ဖွံ့ဖြိုးလာစေတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့တစ်ခုတတိထားရမှာလဲကျွန်တော်တို့ပြောချင်ပါတယ်တချို့သော cells တွေဟာဆိုလို့ရှိရင်လှုပ်ဆောင်မှုမရှိတဲ့အခါမှာပြတ်တောက်သွားတဲ့အရာတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ကျမတို့ရဲ့အုံနောက်တွေထဲမှာအမြင်အာရုံတွေအကြားအာရုံတွေကျမတို့ရဲ့စိတ်လှုပ်ရှားခံစားမှုတွေပြင်ပကနေပြီးတော့ကျမတို့ရဲ့အပြုအမူပိုင်းဆိုင်ရာတွေပြီးအခါမှာခန္ဓာကိုယ်လှုပ်ရှားမှုတွေပြီးအခါမှာစကားပြောခြင်းတွေမှတ်ဉာဏ်တွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဆိုတာကိုလည်းဒီဗီဒီယိုမှာဖော်ပြထားတာကိုတွေ့ရပါတယ်။မွေးစားကနေပြီးတော့အုံနောက်ဖွံ့ဖြိုးလာတဲ့အကြောင်းကိုဆက်ပြီးလေ့လာရအောင်။မွေးစားကလေးငယ်အရွယ်မှာတော့25ရာခိုင်နှုန်းရှိပြီး2နှစ်အရွယ်မှာတော့85ရာခိုင်နှုန်းနဲ့5နှစ်အရွယ်မှာ90ရာခိုင်နှုန်းဖွံ့ဖြိုးလာပြီဆိုပြီးအုံနောက်သုတေသနပညာရှင်တွေကနေပြီးတော့ဖော်ထုတ်ထားတာကိုလေ့လာတွေ့ရှိရပါတယ်။ပုံလေးတစ်ပုံဖော်ပြခြင်းပါတယ်။ဒီပုံထဲမှာတော့ကလေးရဲ့အုံနောက်တွင်းမှာဖြစ်ပေါ်နေတဲ့ချိတ်ဆက်မှုတွေအကြောင်းလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ကြည့်ကြရအောင်။ဒီအသက်အရွယ်တွေထဲမှာတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုတွေအများဆုံးနဲ့အရှုပ်ထွေးဆုံးအသက်အရွယ်လို့ဖော်ပြရမယ်ဆိုလို့ရှိရင်အသက်အရွယ်2နှစ်အရွယ်ကလေးလေးတွေပဲဖြစ်ပါတယ်။ဒီရွယ်ဟာဆိုလို့ရှိရင်ချိတ်ဆက်မှုအများဆုံးဖြစ်တဲ့အတွက်ကြောင့်မို့အုံနောက်ဖွံ့ဖြိုးဆုံးအချိန်လို့သတ်မှတ်လို့ရပါတယ်ဆိုတဲ့အကြောင်းကို neuroscience ပညာရှင်တွေကဖော်ထုတ်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ဒီအသက်အရွယ်ကို window opportunity age အခွင့်အလမ်းပတင်းပေါက်အသက်အရွယ်ဆိုပြီးတော့သတ်မှတ်လို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းလေ့လာတွေ့ရှိရပါတယ်။အဲဒါကြောင့်မို့ဒီအသက်အရွယ်မှာကျမတို့ကလေးတွေကိုမလုပ်ကြမလဲ။သူတို့အတွက်ဘာတွေပြင်ဆင်ပေးမလဲအိမ်မှာဖြစ်ဖြစ်ကျမတို့ရဲ့အတင်းတော်တွေမှာဖြစ်ဖြစ်ကျမတို့ဒီအသက်အရွယ်ကလေးတွေကိုကျမတို့ဒီတိုင်းပဲထားကြမှာလားညှဉ်းလူပဲရှုလိုက်ရမလားအသုံးပဲပြုမလားဆိုတဲ့ဟာကိုကျမတို့စဉ်းစားဖို့လိုအပ်လာပါပြီကလေးအသက်2နှစ်အရွယ်ဟာဖြစ်ဆက်စာစကျွေးလို့ရတဲ့အရွယ်ဖြစ်လာပါပြီအဲ့ဒီအချိန်မှာကလေးလေးတွေဟာသွားမယ်လာမယ်စားမယ်တောက်မယ်အိမ်မယ်ဆိုတာကသူတို့ရဲ့အလုပ်ပဲဖြစ်ပါတယ်ဒီအတက်အရွယ်မှာသူတို့ရဲ့စိတ်နေတပေါ်တာကတော့ဘာလဲဆိုလို့ရှိရင် egocentric ဆိုတဲ့အတ္တစိတ်တွေနဲ့ပြည့်နေတဲ့အရွယ်လေးရှိတယ်လို့ပြောလို့ရပါတယ် neuroscience ပညာရှင်တွေလေ့လာဖော်ထုတ်ပေးထားတဲ့ဒီ window opportunity age အုံနောက်အလွန်မြန်ဆန်တဲ့အသက်အရွယ်ရောက်တဲ့ကျမတို့ကလေးတွေအတွက်ကျမတို့အသင်းတော်တွေကျမတို့မိဘတွေကဒီကလေးတွေအတွက်ဘာတွေပြင်ဆင်ထားဖို့လိုတယ်လဲဆိုတာကိုစဉ်းစားထားကြမယ်ထင်ပါတယ်။ဒါကြောင့်မို့ဒီအသက်အရွယ်ကလေးတွေအတွက်ကျမတို့အသင်းတော်တွေမှာ
ကျမတို့ဘာတွေလုပ်ပေးကြမလဲဒီတက်ရွယ်ကလေးတွေကိုကျမတို့အသုံးပြုမလားလေ့ကျင့်ရှုမလားအသုံးပြုမလားလို့ပြောတဲ့အခါမှာကလေးတစ်ယောက်ရဲ့ခန္ဓာစိတ်ဝိညာဉ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လှုပ်ဆောင်ပေးဖို့အရင်အရေးကြီးပါတယ်ဒီတက်ရွယ်ရှိတဲ့ကလေးမိဘတွေဖျားเจ้าလာတဲ့အခါမှာတော့ကလေးတွေဟာအာယုံစူးစိုက်မှုတိုးတောင်းတဲ့အတွက်ကြောင့်မို့သူတို့ဟာဖျားเจ้าမှာအကြာကြီးမထိုင်နိုင်ပါဘူးမိဘတွေကတော့တရားလေးပါလေးတော့နားထောင်ချင်တာပေါ့တိုးတော်လေကလေးရဲ့အာယုံစူးစိုက်မှုတိုးတောင်းတဲ့အခါမှာကလေးတွေကအိတ်ချင်မယ်တွားချင်မယ်လာချင်မယ်ပြေးလွှားချင်မယ်ဆိုတဲ့အရာလေးတွေဖြစ်ပေါ်လာတဲ့အခါမှာမိဘတွေကဖျားเจ้าတွင်းမှာထိန်းလို့မရနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ကလေးကဖျားเจ้าထဲမှာကြီးကြလို့ကလေးမိဘတွေကSunday School ကိုပို့မယ်ဆိုပြန်တော့လေ Sunday School မှာသူတို့အတွက်အခန်းရှိမနေဘူးပေါ့နော်အဲ့ခါကြလို့ရှိရင်ကလေးမိဘနဲ့ကလေးလေးဟာဖျားเจ้าမှာလည်းနေလို့မရSunday School မှာလည်းသူတို့အတွက်အတန်းမရှိတဲ့အခါမှာလမ်းမှာလည်းသူတို့တွေဟာပျောက်သွားတဲ့လူတွေလိုမျိုးဖြစ်သွားတတ်ပါတယ်ဒါကြောင့်မို့ဒီအသက်အရွယ်အတွက်ကျမတို့ဖျားเจ้าကဥဆောင်သူများအနေနဲ့မိဘတွေအနေနဲ့ဒီအသက်အရွယ်ကလေးရှိရဲ့ကလေးတွေအတွက်ကိုကျမတို့ကသူတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ပုံပြိုးတိုးတက်လာအောင်အခန်းလေးတစ်ခန်းပြင်ဆင်ထားပေးတင်ပါတယ်ဆိုတာကိုပေါ်ပြပေးချင်ပါတယ်ဒီနေရာမှာကျမတို့ကဘယ်လိုမျိုးပြင်ဆင်ရမလဲလို့မေးစရာရှိပါလိမ့်မယ်အဲ့ဒီခါမှာကျမတို့အနေနဲ့ဘုရားကျောင်းမှာဖြာလေးတစ်ချက်ခင်းပြီးတော့ကလေးတွေအတွက်ကစားနည်းတွေကစားစရာပစ္စည်းလေးတွေနဲ့ကျမတို့နှုတ်ဆောင်သွားပေးလို့ရပါတယ်အဲ့ဒီအချိန်မှာကလေးတွေအနေနဲ့ဝိညာဉ်ရေးပိုင်းဆိုင်ရာမှာပြုစုပြုဆောင်ပြုထောင်ခြင်းတဲ့အခါမှာကျမတို့အနေနဲ့ကလေးတွေကဒီအသက်အရွယ်မှာကဲဆူတောင်းကြရအောင်ဆိုတဲ့ဟာလေးကိုသင်ပေးခြင်းတဲ့အခါမှာကလေးတွေဟာဆိုလို့ရှိရင်ဆူတောင်းတဲ့အခါမှာဘယ်လိုနေရမလဲဆိုတာကိုစပြီးသင်ယူသွားဖို့အရေးကြီးပါတယ်အဲ့ဒါကြောင့်မို့ကလေးတွေလာတဲ့အခါမှာကျမတို့ကဆရာမတွေအနေနဲ့မိမတွေအနေနဲ့ကလေးတွေကမင်းနှုတ်ဆက်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ကျမတို့နှမှုပေါင်းနဲ့ဆက်ဆံရေးအတွက်အဆင်ပြေသွားမှာဖြစ်ပါတယ်ဒီလိုပဲကျမတို့ကဲဆူတောင်းရအောင်ဆိုပြီးတော့အားလုံးမျက်စိမိတ်ပြီးတော့လက်အုပ်ချပြီးတော့အဲ့ဒီအချိန်မှာဘယ်သူမှစကားမပြောရဘူးဆိုတဲ့ဒီအကြောင်းအရာတွေကိုကလေးတွေတည်သွားစေချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ကလေးတွေလာတဲ့ခါမှာလည်းဒီဆူတောင်းခြင်းကနေပြီးတော့ကျမတို့အစာပြုမိတ်ဆက်ပေးဖို့လိုတယ်ဆိုတာကိုဖော်ပြသွားပေးချင်ပါတယ်ဒီတဲ့ရွယ်မှာခုနကတော့ပြောတဲ့ egocentric ပေါ့နော်အဲ့ဒီ egocentric ဆိုတာကသူတို့အတ္တစိတ်ပေါ့နော်အတ္တစိတ်အများများတဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့်မို့တယောက်နဲ့တယောက် sharing နဲ့အရင်နေပါတယ်ဒါကြောင့်မို့ကျမတို့ကစားစရာပစ္စည်းတွေပြင်ဆင်ပေးတဲ့အခါမှာဒါရီ sharing လုပ်ရအောင်လို့ဆိုပြီးတော့ဆရာမကနေပြီးတော့ပြောပေးခြင်းမိဘတွေကနေလည်းပြောပေးခြင်းအပြင်ကျမတို့တဦးနဲ့တဦးအလဲကျလှုပ်ဆောင်ရမယ်ဆိုတဲ့လူမှုပေါင်းတဲ့ဆက်ဆံရေးကိုပါသင်ပေးသွားလို့ရပါတယ်ဒါကြောင့်မို့ကျမတို့ဒီအုံနောက်ဖွံ့ဖြိုးမှုအမြန်ဆုံးဖြစ်တဲ့ကျမတို့ရဲ့ဒီ window opportunity H ဖြစ်တဲ့ကလေးတွေကိုကျမတို့အနေနဲ့အသင်းတော်အနေနဲ့မိဘတွေအနေနဲ့ကျမတို့အသုံးပြုသွားဖို့အတွက်ကျမဒီနေ့ကနေပြီးတော့တိုက်တွန်းနှိုးဆော်ချင်ပါတယ်အရောက်စီတိုင်းကိုဖျက်ရှင်ကောင်းချီးပေးပါစေ